နှုတ်ကပတ်တော်နဲ့အတူတကွခွန်အားယူရမှာဖြစ်တဲ့အတွက်ကြောင့်အထူးပဲဘုရားသခင်နာမတော်ချီးမွမ်းပါတယ်ဟေရှာယအခန်းကြီး48ဟေရှာယအခန်းကြီး48အပိုက်ငယ်18ကိုဖတ်ချင်ပါတယ်ဟေရှာယ48:19သင်ကိုရွေးနှုတ်တော်သူဣသရေလအမျိုး၏တန်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်သင်၏အကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍သင်သွားအပ်သောလမ်းဖြစ်ပို့ဆောင်သောသင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏နောက်ထပ်ကျမ်းစာတစ်ပိုက်ဖတ်ပါမယ်ယေရမိနာဂတိကျမ်းအခန်းကြီး29အပိုက်ငယ်7ဖြစ်ပါတယ်တဖန်မိန့်တော်မူသည်ကားငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲသင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းငါသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါတို့သိကြ၏ကျေးဇူးတင်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကိုဖတ်ရတဲ့အခါမှာဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားသခင်ဟာကျွန်တော်တို့စိတ်ညစ်ဖို့တောကရောက်ဖို့ဒုက္ခရောက်ဖို့ဘဝပြတ်ဖို့ဖယားဟာလုံးဝအစီအစဉ်မရှိဘူးဆိုတာကိုဒီကျမ်းစာအဖြစ်သိရတယ်ဒီနေ့လူတွေဟာကိုဒုက္ခရောက်ရင်ဖယားသခင်ငါ့ကိုဒီလိုပဲဒုက္ခထဲမှာထားတော့မှာလားလို့စဉ်းစားတဲ့လူလည်းရှိဖယားသခင်ငါဒုက္ခကိုမမြင်တော့ဘူးလားလို့တွေးတဲ့လူလည်းရှိတယ်ချို့တွေကအစဉ်ပြေရင်တော့ဘုရားခင်ငါ့ကိုမဆတယ်ကျေးဇူးပြုနေတယ်လို့ခံစားရတယ်ဒုက္ခရောက်ရင်တော့ဟာဘုရားခင်ပဲငါ့ကိုဒုက္ခပေးနေတာလားအဲ့လိုလဲတွေးတယ်လိုချင်တာရတော့လေဟာလေလုယာပေါ့ရတဲ့ဟာကိုပြန်ပြီးတော့လွတ်ချရမယ့်နေ့ရောက်လာတဲ့အခါကျတော့လေစာတန်နှောက်ယှက်တာလားဖြစ်တတ်တယ်အာဗြဟံကဣဇက်ကိုရတော့လေ praise the Lord ပေါ့မင်းအလွန်ချစ်တဲ့သားဣဇက်ကိုမောရီတောင်ပေါ်မှာလာပြီးပူဇော်ပါလို့ပြောတဲ့အခါစာတမန်နဲ့လာပြောနေတာလားဖြစ်တတ်တယ်အာဗြဟံကမဖြစ်ပေမဲ့ဒီခေတ်အာဗြဟံတွေကဖြစ်တတ်တယ်ရွာတရွာမှာကျွန်တော်ပြောတယ်အာဗြဟံသားဘယ်သူလဲလို့မေးတကယ်တော့ကျမ်းစာမှာအာဗြဟံသားကဣဇက်ပါအဲ့ဒီရွာရောက်တဲ့အခါမှာအာဗြဟံရဲ့သားဘယ်သူလဲဆိုယာကုပ်ကျွန်တော်ပြောတယ်ဣဇက်ဆိုလာကြည့်တဲ့ငါတို့အိမ်ဘေးကအာဗြဟံသူ့သားယာကုပ်ကျမ်းစာတွေကအာဗြဟံကို तू မသိဘူးသူ့ရွာကအာဗြဟံပဲ तू သိတာအဲ့ဒါခရစ်ယာန်တွေရဲ့ယဉ်ကျေးမှုပဲခရစ်ယာန်တွေကကျမ်းစာတွေကဟာကိုသိမသိဘူးသူကရွာတွေကအဖြစ်ပြက်လောက်သိတာတကယ်တော့ဘုရားသခင်ကကျွန်တော်တို့အကျိုးနဲ့ဖို့ဘယ်တော့မှမလုပ်ဘူးဘုရားမလုပ်ဘူးကျွန်တော်ပြောနေတဲ့ဖယားဟာကောင်းကင်တဲ့မြေကြီးကိုဖန်ဆင်းပြီးထာဝရအသက်ရှင်တဲ့ဖယားကိုပြောနေတာဖယားလို့ပြောရင်အမျိုးမျိုးရှိတယ်ဖယားများတယ်အာသင်မြို့မှာတမန်ကျမ်းစာတွေကအာသင်မြို့ဆိုတာရှိတယ်အဲ့ဒီအာသင်မြို့မှာလည်းဖယားတွေနေတာမဟုတ်ဘူးဖယားမနေဘူးဒီကနေ့ကလပ်ကြီးမှာလည်းဖယားတွေမနေဘူးကျွန်တော်ကဟိန္ဒူဗုဒ္ဓဘာသာအရင်က1991မှာယေရှုကိုယုံတာဟိန္ဒူတွေကိုးကွယ်တဲ့နတ်ကမနေဘူးနွားတကောင်ကိုးကွယ်လိုက်ရင်နတ်တွေအများကြီးပါသွားရောဘယ်လိုနွားရဲ့ဂျိုနာမှာနတ်ရှိတယ်ခွာမှာနတ်ရှိတယ်သူ့ရဲ့နှာခေါင်းမှာနတ်ရှိတယ်ဗဇက်မှာနတ်ရှိတယ်မျက်လုံးမှာနတ်ရှိတယ်အဲ့တော့နွားကိုကိုးကွယ်လိုက်ရင်နတ်အားလုံးကိုးကွယ်ပြီးသားဖြစ်သွားရောဟိန္ဒူကဒီလိုပဲဘယ်နိုင်ငံမဆိုဘယ်လူမျိုးမှမဆိုဖျားတွေကလည်းများတယ်တချို့ခရစ်ယာန်အိမ်တော်ဖျားမနေဘူးနာမည်သာခရစ်ယာန်ဖယားများတယ်ကျွန်တော်ကိုယ်တိုင်ခရစ်တော်မယုံခင်ကဖယားတဆူပဲကိုးကွယ်တယ်လို့ထင်တာကိုယ်တိုင်ခရစ်တော်ယုံပြီးသူများကိုသွားပြောတယ်ယေရှုငါတို့ပြစ်ကိုဆက်ပြီးပြီယုံရင်ငရဲကလွတ်တယ်သွားပြောတော့အဲ့ဒီလူကဘာပြောလဲဆိုတော့မင်းအားတဲ့ဘယ်ဖယားကိုကိုးကွယ်တာလဲထာဝရဖယားသူပြန်ပြောတယ်မဟုတ်ဘူးတဲ့မင်းကအဖေကိုးကွယ်တဲ့အုပ်စုလားသားကိုးကွယ်တာလားအမေကိုးကွယ်တဲ့အုပ်စုလားခရစ်ယာန်အောင်၃မျိုးအရင်ကတစ်မျိုးပဲထင်တာခရစ်တော်မယုံခင်ကခရစ်ယာန်ကိုတစ်မျိုးပဲထင်တာခရစ်တော်ယုံပြီးမှခရစ်ယာန်လည်းတော်တော်ရှုပ်ပါလားကျွန်တော်ပြောမယ်ခရစ်ယာန်ကရှုပ်တယ်ရှေ့ဆက်ရှုပ်အောင်မှခရစ်ယာန်ရှုပ်တယ်ခရစ်ယာန်ခရစ်တော်ကရှင်းတာခရစ်ယာန်တော့ရှုပ်တယ်ခရစ်တော်ကတော့ရှင်းတယ်ခရစ်တော်ရှင်းတယ်ခရစ်ယာန်ကရှိတာကမိသားစု3ယောက်အသင်းတော်က4ပါးတနင်္ဂနွေရောက်ရင်အဖေရတစ်ကြောင်အမေရတစ်ကြောင်သမီးရတစ်ကြောင်ခရစ်စမတ်ရောက်တော့3ကြောင်စလုံးတယောက်ခေါ်တော့မလိုက်ဘူး
တော့ခရစ်စမတ်တော့တူဖရားเจ้าတက်ရအောင်နင်းလဲနင့်เจ้าမသွားနဲ့ငါလဲငါเจ้าမသွားဘူးပေါင်းပြီးတခြားเจ้าသွားမယ်ဒါကြောင့်မိသားစုဟာ3ယောက်အသင်းတော်က4ပါးဖြစ်သွားတယ်ခရစ်တော်ကတော့ရှင်းတယ်ဝင်လေ၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပြီခရစ်တော်ရှင်းတယ်ခရိယန်လာပါဗုဒ္ဓဘာသာမလာနဲ့မပြောဘူးနှစ်ချင်းခံတဲ့သူရှေ့တိုးပွဲတော်စားတဲ့သူနောက်မှာတန်းစီမပြောဘူးခရစ်တော်ရှင်းတယ်လူမျိုးမခွဲဘူးဘာသာမခွဲဘူးအစင်တန်မခွဲဘူးအယုတ်မြတ်မခွဲဘူးဘယ်သူမဆိုဝင်လေပြီးပင်ပန်းရင်ငါစီလာပါငါချမ်းသာပေးမယ်ယေရှုဘလောက်ကောင်းလဲဒီကနေ့ရန်ကုန်မှာရောင်းနေတဲ့ကြော်ညာတွေရှိတယ်ဘတ်စကားပေါ်မှာဒီလိုရေးတယ်လူသားလာပါပြဿနာခေါ်မလားနဲ့လူတိုင်းကလည်းကိုယ့်အိမ်မှာပြဿနာနဲ့ဒါကြောင့်ဘယ်သူမှပြဿနာမလိုချင်ဘူးဒါပေမဲ့ယေရှုကဒီလိုမပြောဘူးလူလဲလာခဲ့ပြဿနာလဲယူလာခဲ့အားလုံးလက်ခံတယ်အဲ့ဒါလောက်ကောင်းတဲ့ဖရားဖြစ်ပါတယ်ဆိုတော့ဒီနေ့ဘဝအတ္တတာမှာဘယ်လူမဆိုပြဿနာမရှိတဲ့လူတယောက်မှမရှိဘူးလူတိုင်းမှာပြဿနာရှိတယ်ခရိယန်လို့ပြောတဲ့လူမှာလည်းပြဿနာရှိသလိုဗုဒ္ဓဘာသာဆိုတဲ့လူမှာလည်းပြဿနာရှိတယ်လောကမှာလူအဖြစ်နဲ့လာနေတဲ့လူတိုင်းမှာပြဿနာရှိတယ်ဗမာစကားရှိတယ်ရတာမလို့လိုတာမရနောက်ဆုံးရမယ်ရတော့ရလေလိုလေဥတစေတီးအောင်ရမယ်ရပြန်တော့တော်ပြီလားလို့မတော်ဘူးထတ်လို့ခြင်းတယ်အဲ့ဒါလူမဟုတ်ဘူးလားလူဆိုတာဈေးသွားစစ်တယ်ဘလောက်လဲ900မေပြောလိုက်တယ်300ထားမရဘူးရမလားရမယ်ယူသွားအရန်လွယ်တယ်စစ်တာအခုမှစစစ်တာချက်ချင်းပေးလိုက်ဒါဆိုငါစစ်တာနဲသွားလားမသိဘူးမယူဘူးပြန်ထွက်သွားတယ်တပတ်ပတ်ပြီးမှပြန်လာတယ်ဘလောက်လဲဈေးတရားသိတာဗောခုနပဲစစ်သွားတာမှတ်မိတယ်နေခုနစစ်ပြီးပြီလေ300မဟုတ်ဘူးထက်လျှော့ဘလောက်လဲဘလောက်လျှော့အောင်200ထားစိတ်ဆိုးတဲ့ဈေးတရားအလကားယူသွားတယ်စိတ်ဆိုးလို့ပြောတာဒီဘက်ကဘာလုပ်တယ်ထင်လဲ2ခုမရဘူးလားလူဆိုတာအလကားပေးရင်2ခုရခြင်းတယ်အိမ်တောင်စီဝဲမှာအဝစားသွားလို့ပြောရင်ကျွတ်အိပ်ပါလာတယ်မတော်တဆတိုက်ဆိုင်ရင်ခွန့်လွတ်ဘသူเจ้าမပြောတာမဟုတ်ဘလောက်ရတော်ပြီလားမတော်ဘူးလူဆိုတာမတော်တတ်ဘူးမတော်ဘူးလူကတော့လူတိုင်းမှာအခက်ခဲရှိတယ်ပြဿနာရှိတယ်ဖြစ်ချင်တာတွေရှိတယ်လူတိုင်းအခက်ခဲပြဿနာနဲ့ပဲအဲ့ဒီထဲကလူတိုင်းနဲ့တူတဲ့ပြဿနာကိုကျွန်တော်ပြောမယ်လူတိုင်းတူတဲ့ပြဿနာအဲ့ဒါဘာလဲဝန်လေးပြီးပင်မနာဘာဝန်နေလေးနေလဲလူတိုင်းတူတဲ့ဝန်ကိုကျွန်တော်ပြောမယ်အဲ့ဒါဘာလဲဆိုတော့ဘာသာတရားရဲ့ဝန်ဘယ်ဘာသာမဆိုဘာသာဝင်တိုင်းမှာဝန်ရှိတယ်ခရိယန်မှာဝန်ရှိတယ်တမန်ကျမ်းစာဖတ်ပြီးဝန်လေးတာဝန်လေးတယ်လူတယောက်ကိုကျမ်းစာအုပ်ပေးလိုက်တယ်ရောအဲ့ဒါဖတ်အဲ့ဒီလူကဖတ်ပြီးတော့မှဖုန်းဆက်တယ်ငါကောင်းနဲ့မင်းပေးတဲ့ကျမ်းစာအုပ်ကငါမကောင်းကြောင်းအရန်ရေးတယ်တဲ့ကျမ်းစာကဘသူ့ကိုမှမျက်နှာမလိုက်ဘူးအရှိတိုင်းရေးတာဟိုးစားခိုင်းလိုက်တရုတ်စားခိုင်းလိုက်ကျမ်းစာကရန်သူကိုပြီးချစ်လို့လာပြန်ပြီဘယ်လိုလုပ်ချစ်နိုင်မှာလဲကြော်ပလိုက်ဟိုဘက်ကိုပြန်ဖတ်တော့ဗာပြန်တွေ့လေစင်ရသားကိုတဏှာအကုန်လုံးပေးရင်မွဲလိုက်မယ်ကြော်ပလိုက်မိဘကိုရိုသေးစွာပြုအမလေးမိဘတော့မှကြီးတာဘာမှနားလဲတာမဟုတ်ဟိုဟာဖတ်လဲမလုံနိုင်ဒါဖတ်လဲမလုံနိုင်ဟုတ်ဘူးလားလူကမလုံနိုင်ဘူးဘာမှမလုံနိုင်လို့မလုံဖဲထိုင်နေပြန်တော့ကျမ်းစာဖတ်တော့ထိုင်နေတဲ့လူကိုထပ်ပြောပြန်အောင်အချင်းလူပြင်ပရွဲစိတ်ထန်တို့သွားယူတမန်ကျမ်းစာဖတ်ကြည့်ကျွန်တော်တို့လည်းဝန်မလဲဘူးလားသူကခိုင်းနေကျွန်တော်တို့လုံနိုင်လားမလုံနိုင်လို့လားမသိဘူးခရိယန်တွေကျမ်းစာကိုမဖတ်တော့ဘူး
မိသားစုက၄ယောက်ကျန်းစာအုပ်တအုပ်လူဖတ်တဲ့အိမ်မရှိဘူးတီဗီတစ်လုံးဆိုလူကြည့်တယ်နေဥစ္စာနောက်မှကြည့်ငါဥစ္စာအရင်ကြည့်အပေါ်မှာတော့ရေးထားသေးတယ်ဆိုင်းဘုတ်ကနေစဉ်ခွန်အားတီဗီပေါ်မှာမတော်တဆတိုက်ဆိုင်ရင်ခွင့်လို့စပြောချင်တာကလူရယ်လို့ဖြစ်လာရင်ခရိယံပဲဖြစ်ပါတမန်ကျမ်းစာကပြောတဲ့အတိုင်းနေနိုင်သလားမနေနိုင်ဘူးအဲ့ဒါဝန်မဟုတ်ဘူးလားဒီဝန်နေလေးနေတယ်မဟုတ်လားဝန်လေးတယ်ချစ်ချင်းမြတ်တာဆိုတဲ့ကပ်ပြားလေးတစ်ခုကိုအိမ်မှာကတ်ရင်တော့မချစ်နိုင်ဘူးဖယားเจ้าနေမှာဖမ်းရှာပြီးရောင်းတဲ့စာရွက်ကလေးဖယားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူ၏ဗမာငွေ900နဲ့ဝယ်သွားတယ်လင်မယား2ယောက်တိတ်ကြိုက်လို့ဝယ်သွားတာ900ပေးရအဲ့ဒါလေးယူပြီးတော့မှကဲမိမပြောတဲ့အိတ်ခမ်းမှာကတ်ရအောင်ဖယားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူ၏ဆိုတော့အိတ်ခမ်းမှာကတ်ယောက်ျားပြောတယ်မဟုတ်ဘူးအဲ့ခမ်းမှာကတ်မယ်ဧည့်သည်တွေလာရင်တွေ့ပါစေမိမမဟုတ်ဘူးအိတ်ခမ်းမှာကတ်အဲ့ဒါလေးကြည့်ပြီးအိတ်ယောက်ျားမဟုတ်ဘူးဧည့်သည်လာရင်ကြည့်ဖို့ဧည့်ခမ်းမှာကတ်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏ကိုဟိုမှာကတ်ဒီမှာကတ်နဲ့ညင်းကြရံဖြစ်ပြီးနှစ်ပိုင်းပြဲသွားတယ်ပြဲသွားတဲ့စာသားတခြားမဟုတ်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏တရားကကောင်းပင်မဲ့အဲ့ဒီတမန်ကျမ်းစာကပြောတဲ့လောက်ရမယ်ဆိုတဲ့တရားကိုလုံနိုင်သလားမလုံနိုင်ဘူးအဲ့ဒါဝန်ပဲမဟုတ်လားအဲ့ဒီဝန်မလေးဘူးလားစဉ်းစားကြည့်ဒီလိုပြောပြန်တော့ဗုဒ္ဓဘာသာတရားကောမရှိဘူးလားဗုဒ္ဓဘာသာလည်းတရားရှိတယ်ဗုဒ္ဓဘာသာတရားလည်းကောင်းတာပဲအရှိနောက်တောင်မြောက်မှာရှိတဲ့တရိစ္ဆာန်တွေတ attva တွေအားလုံးကိုမေတ္တာပို့ရမယ်လေကိုနဲ့မုန်းတဲ့လူဖြစ်ဖြစ်ကိုချစ်တဲ့လူဖြစ်ဖြစ်ကိုနဲ့တဲ့တဲ့လူဖြစ်ဖြစ်မတဲ့တဲ့လူဖြစ်ဖြစ်အားလုံးကိုမေတ္တာပို့ရမယ်လို့ပြောတယ်မဟုတ်လားတမန်ကျမ်းစာမှာလည်းယောမကျမ်းမှာယန္တုကိုမေတ္တာပို့တောက်เสียရေမရှိရင်ပေးဆိုတာပါတယ်လေမေတ္တာပို့လို့ပြောတာမကောင်းဘူးလားကောင်းတာပဲဗုဒ္ဓဘာသာတရားလည်းကောင်းတာပဲကိုပြန်မေးကိုတကယ်မေတ္တာပို့နိုင်လားစဉ်းစားကြည့်မစဉ်းစားကြင်လို့ရမ်းပြီးပို့လိုက်တယ်မေတ္တာဘာပဲဖြစ်ဖြစ်အရှိနောက်တောင်မြောက်တရိစ္ဆာန်တွေလူတွေအကုန်လုံးဝါဝါစားပို့လိုက်တယ်အချင်းသားထောင်သားအလုံးဝါဝါစားပါဇက်ကပဲကျွေးလိုက်တာပဲလက်တွေ့ရတော့အိတ်ကမှမထိတာဒါနဲ့ပဲပို့လိုက်ကောပို့တရက်မနဲ့အိယာထပို့တရက်ကြတော့လာနိုးတယ်စံတိုးထဘာလို့မလို့ငါ့ဆူတောင်းပေးအမလေးနေအောင်ဒီလောက်ဆူတောင်းတာငါထက်တောင်းနေငါဘာတောင်းပေးရမလဲမဟုတ်ဘူးဒီနေ့ငါတောင်းပေးရေးကြည့်တယ်ပြောပါတောင်းပေးရမငါတောင်းရထဲမှာဟိုဘက်အိမ်ကနွားလာဝင်စားသွားတယ်ဟိုဘက်ခြံကနွားလာစားတဲ့အတွက်ကြောင့်ဒီနေ့ညနေရွာလူကြီးနဲ့ရော်ကျေးကိစ္စပြောရမယ်ရော်ကျေးများရအောင်ဆူတောင်းပေးကျွန်တော်ပြောတယ်အမကြီးခမည်းမနဲ့မေတ္တာပို့တာတရိစ္ဆာန်တွေဝဝစားရပါစေစို့ခမည်းဆူတောင်းပြည့်တယ်စားသွားပြီလေဘာလို့ရော်ကျေးတောင်းမလဲသူစဉ်းစားတယ်ဟဲ့တဲ့ငါမေတ္တာပို့တာငါတောင်းရမပါဘူးတဲ့လောကမှာလူဆိုတာတရားကောင်းပေမဲ့အဲ့ဒီတရားတိုင်းနေနိုင်သလားမနေနိုင်ဘူးပုရုဇဉ်လူသားမှန်ရင်ဘယ်ဘာသာတရားမဆိုကောင်းပါတယ်ဒါပေမဲ့အဲ့တရားအောက်မှာရှိတဲ့ကျွန်တော်တို့ဘာလေးနေလဲဘာသာတရားရဲ့ဝင်နေလေးနေတယ်မဟုတ်ဘူးလားထားနိုင်သလားမထားနိုင်ဘူးဘာသာတရားကောင်းပေမဲ့အဲ့ဒီတရားရဲ့ဝင်ကိုဘယ်သူမှမထားနိုင်ဘူးဘာသာတရားဆိုတာကျွန်တော်တို့ကိုလှုပ်ခိုင်းတာလုံမတမလွန်မှာငရဲကလွတ်မှာအဲ့ဒါဘာသာတရားပဲအဲ့ဒါဘာသာတရားပဲခရစ်ယာန်ဘာသာလည်းဘာသာတရားပါပဲလုံမလွတ်မှာလုံနိုင်သလားလုံနိုင်တဲ့သူတယောက်မှမရှိပါဘူးတယောက်မှမရှိပါဘူးအလူငွေထဲ့ရင်အောင်မှတွက်ပြီးထဲ့နေတာလမ်းထိပ်မှာအကျွေလဲဖို့စိတ်ကူးပြီးလာတဲ့လူအများကြီးဥပမာတိုက်ဆိုင်ရင်ခွဲလော့ထဲ့ပြီးနောက်ကောင်းကြီးရမှကောင်းကြီးမရရင်အရန်စိတ်ပူတယ်ဒီကနေ့ခရိယန်နေဖိတ်ကြတဲ့နွားတို့ဖယားလှူတဲ့မတ်ဆိုတဲ့ကလမလိုလှူတဲ့လူများတယ်က
Kalamaga Noano, Baroma Payao Malu. The Yajaro no te dwara yambo. Toyene, Lutione went I be no pay dwayo. Go yo, Kong Le Kong Dwaro Amale, when they met in the lab, Mahobu, Pabiole, Tumia, all same Kaumbanya, Tuali, Kaisam Shibu, the pay to Abi, I don't pay out Lude Lube Malaydom. The times of Malubu, pay to Ama Payalu matter. Digane Lumia, Payada Kingo, Pebo, Bawimbo, Sanda Shitala. Shade no, Shade. Pepe pi tan shen the Lazaro, Pepe pi pian sadwara pumia. They are hosiari le lane. Nanganjado alumwe pay choute. Babilole, two alumwe pay two chia, and no ma ba, Tomia Bama be bamle. Yin Jene, Kuli Tankaina. Peda, passion and matene. Amyomio Twacha be penida. Ko Togo, Kochi like Sangaki, Losuron, Nasser and Tayuate like. Now Nija, now the Atopia, now the Toto like, but a kilo less or Hovaga Nazar and Tate like. Kilo Chay like, Eco Puente like, Taisa, you Kulo, Ubama Piora. Luye lo Psilayin. Ko Lude, a Luda Ma Babile. Tanshina. Shabare. I don't dig any chite bada lila, bada ranga, low kind, go low nine la. Malone nine boo. Malone nine boo, so in Tamoloma Bema Lanson Jam, let me see. Nayem hola. Naye Dwara, bada Macaulo Mobu, Ko Macaulo. Koma Malone nine, Bololo Lomale. Tajam Yeshu got in a pay corner. One lay pe manner to the Nasigo. Lava, Nachanda, Peme. Tingene Yeshu pay corner. Mayswe, Tindi, Tamachanzaga Piore, Korean Tayari de Wongo ten Lane the la. Bauda Badaga Piore, Bada Tiaya Wongo ten Lane the la. One lane so you know Yeshu got pay corner, Nasi Lava, Nachanda Bime. Two below Pema le Chanda. Yejibogo Yeshu Joalare. Lare Yuejaga, Apishire Lugo. Ketimbo, Yeshu Rashine, Korean Lowam Hobu, Yeshu Kaungi Bunta Dwara, Tamando Timata Dwabi, Korean Sure Zegalon, Tamando Seti, Nasa Chauja Masapora, Yeshua Korean Sure Zegalon, Pore Kiko to Mami Laibu, Tamando Timatu Kaungi Tadwabi, Tamando Seti, Nasa Chauma, Korean Sure Zegalon Polara. So Yeshu Krito ha Korean Teo Mahodaro, Imada, Tinshare. Luriga Yeshu Batile Korean Tina Luriga Korean Tina Take it out Yeshu a Korean Dio Longa Mahobu Nameye a David Gavale Lurego a Pima Ketchumidu Yeshu Sura Dabe Korean Mobu a Pishire Lugo Cable Lara Dabe to David Penamem so David Shide no Dine Luria Dio Name Beda Mola Muere Kale Name Beda Chanta Chilama Muera Dabaime John needed land, Benama, Mita land, Molin and Daddy don't dissuade. Nedaga Mita land. Say the Lama Mina Maloe Boo. Name lady pin or Kong belly. Pima Mahoda shit at the Bible. How the Mola? Amu. Mijina ma sign the sign she did. Sat out sign. Yaunaga a jet. Sign a mega conking bone. Korean name be tomato. Tore Babe Pio Kisam Shiba, Kochaita, Kopilo Yara, Vietnamea. No? Ado, Yeshu so that a day begaro, a Pishida Lugo, get the medu. The Mashida Mibaniko Monoma Quaco me a Pishila. A Pim Shibu so that Lushidla. Shibu, Ludai Mabashile, a Pishide. Chaite Bada on the Lela, Pebada Lela, oh, Nga Pishiba Lasra Poremola. The Machanza will pay in letter Mabe, oh, Namakang Yibala. Polarabe, that's what the Chabada is out go pale. Muta Mapione, now Teres Sorada. Bebadams of Muta Mapione Pare, Mapiove Ninaila. Ninaimbu, Lucera Mua. I don't bada Kaumi Mekumakambu.
အဲ့တော့ငရဲကြမယ်အဲ့တော့ကဲတင်ဖို့ယေရှုကြွလာတယ်လောကမှာအနှစ်30ကျော်ယေရှုသက်တော်ထင်ရှားတယ်အဲ့ဒီယေရှုလှုပ်တဲ့အလုပ်အများကြီးမရှိဘူးလိုရင်းတိုရှင်3ချက်ပဲရှိယေရှုလှုပ်တဲ့အလုပ်စုစုပေါင်း3ချက်ပဲရှိနံပါတ်1တစ်ချက်ယေရှုကိုယ်တိုင်တရားဟောတယ်နံပါတ်2တကိုးပြတယ်မျက်စိကန်းတဲ့လူမြင်ခိုင်းတယ်နားပင်းတဲ့လူကြားခိုင်းတယ်သေတဲ့လူရှင်ခိုင်းတယ်တကိုးပြတယ်တရားဟောတယ်တကိုးပြတယ်အဲ့ဒီတရားပြတကိုးပြဘယ်ဘာသာမဆိုရှိတယ်တခြားဘာသာမှာလည်းတရားပွဲတွေရှိတာပဲလေတကိုးပြတာလည်းရှိတာပဲအမလေးကလားတွေမီးနင်းနေတာမိခဲတွေပေါ်နင်းသွားတာမရှိဘူးလားရှောင်းအနဲ့ဖောက်ထားပြီးတော့ဒီတိုင်းသွားနေတာရှိနေတာပဲရှိတယ်လူပဲမီးနင်းနဲ့မထင်နဲ့နွားပါခေါ်နင်းလိုက်သေးတယ်နှစ်တိုင်းလှုပ်တယ်လေရန်ကုန်မှာတောင်ဥက္ကလာမှာလှုပ်လိုက်ကမာရွတ်မှာလှုပ်လိုက်ဥပမာပြောတာလိပ်စာတွေမှတ်မနေနဲ့ကြမ်းပိုက်ကြမမှတ်ဘူးတောင်ဥက္ကလာမြောက်ဥက္ကလာတော့မှတ်ချင်တယ်လူစရာဒီလိုမျိုးပဲအဲ့တော့တကိုးပြတရားပြဘယ်ဘာသာမဆိုရှိတယ်ယေရှုလည်းတရားပြတယ်တကိုးပြတယ်နံပါတ်3ယေရှုကိုယ်တိုင်ကားတိုင်းပေါ်တက်သွားတယ်ကျွန်တော်တို့အခုနအပြည့်ဝင်နေရှိတယ်မဟုတ်လားမလုံနိုင်ဘူးအဝင်နေအများကြီးပဲဘာသာတရားရဲ့ဝင်နေအဲ့ဒီဝင်နေကိုယေရှုကယူလိုက်တယ်အဲ့ဒီယေရှုပေါ်မှာကျွန်တော်တို့ဝင်နေရောက်သွားပြီအဲ့ဒီယေရှုဟာကားတိုင်းမှာကျွန်တော်တို့အပြစ်ကြောင့်အသေးခံသွားတယ်ကျွန်တော်တို့ရဲ့အပြစ်ဝင်နေသူယူသွားပြီးမှကျွန်တော်တို့အပြစ်ကြောင့်သူအသေးခံသွားတယ်သူ့နှစ်ဘေးကိုလှန်နဲ့ထိုးလိုက်တယ်သွေးနဲ့ရေထွက်လာတကြိုပြီး3ရက်မြောက်တဲ့နေ့မှာသေခြင်းကပြန်ရှင်တဲ့ဖခင်ဖြစ်တယ်ယေရှုခရစ်တော်ဖခင်သေခြင်းမှာအဆုံးမသက်ဘူး3ရက်မြောက်တဲ့နေ့မှာပြန်ရှင်တယ်ရှင်ပြီးတော့လုံးဝပြန်မသေးတော့ဘူးကောင်းကင်ဘုံကိုအရှင်လက်လက်တက်ကြသွားတယ်သူ့ကိုယုံတဲ့လူတွေ့တယ်မယုံတဲ့လူလည်းတွေ့ပါတယ်ဒီကနေ့အထိယေရှုပြန်ရှင်သွားတာကိုမယုံတော့သူများယေရှုအလောင်းရှာနေတာအခုထိမတွေ့ဘူးယေရှုတဲ့စောပြီးသေသွားတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်ရှိတယ်သူတို့အယုတ်ရှာလို့တွေ့တယ်ဘာလို့လဲပြန်မရှင်လို့ပေါ့ယေရှုကိုလည်းရှာနေတဲ့သူအယုတ်ဗမာလဲလိုက်ရှာနေတဲ့ကဘာကြီးကယေရှုပြန်ရှင်တာလက်မခံဘူးလက်မခံရှာတယ်ဟိုတလောကကက်ရှမီးယားမှာယေရှုရဲ့အုတ်ဂူတွေ့ပြီဆိုကြော်ညာတယ်အဲ့ဒါနဲ့ပဲဟုတ်ရဲ့လားဘာလားပြာရာကိုခတ်ကုန်တာဒါနဲ့သွားကြည့်ကြသွားကြည့်တဲ့အခါကျတော့အဲ့ဒီမှာရေးထားတယ်ယေရှုတဲ့အုတ်ဂူမှာဟာဒါဘယ်ရတော့တေချာပြန်လေ့လာတော့အိန္ဒိယနိုင်ငံကစာသူစာသာစင်ဆိုတဲ့ပန်ချာတယောက်ရှိစစ်သူဟာတရက်တော့ယေရှုရဲ့တည်င်းစကားနဲ့နောက်ဆုံးနမိတ်လက္ခဏာအဖြစ်အသက်ရှင်တဲ့ယေရှုခရစ်တော်ဖခင်ကိုယုံကြည်လက်ခံသွားတယ်အဲ့ဒီစာသူစာသာစင်ယုံကြည်လက်ခံပြီးကဲတင်ချင်းယေရှုကြောင့်နေရအနှံ့လိုက်ဟောတယ်သူအမေရိကကိုရောက်တယ်တိဘက်ကိုရောက်တယ်မြန်မာပြည်ပြင်ဦးလွင်အထိသူရောက်ဖူးတယ်ဆိုတဲ့တမိုင်းရှိအဲ့ဒီစာသူစာသာစင်ဟာတရက်တော့ကက်ရှမီးယားသွားရင်းနဲ့ပြန်မလာတော့ဘူးသူ့ကိုစာသူစာသာစင်လို့မခေါ်ကြဘူးဘာဖြစ်လို့လဲယေရှုအကြောင်းပဲပြောလို့လူတွေအားလုံးဟာသူ့ကိုယေရှုလို့ပဲခေါ်လိုက်တယ်သူကက်ရှမီးယားမှာနောက်အဆုံးသတ်သွားတယ်လို့အားလုံးနားလဲတယ်ဒါကြောင့်သူ့ရဲ့အလောင်းကိုစာသူစာသာစင်လို့မရေးဘဲနဲ့ယေရှုဆိုပြီးရေးလိုက်တယ်အဲ့ဒီကြမှာပဲပြန်အဆင်ပြေသွားတယ်ယေရှုမဟုတ်ဘူးတကယ်တော့စာသူစာသာစင်ဖြစ်တယ်ဒီကနေ့အထိယေရှုအလောင်းကိုရှာလို့မတွေ့ဘူးဘာကြောင့်လဲသေခြင်းမှအဆုံးမသက်ဘူးသေခြင်းမှန်ကိုအောင်မြင်သွားတဲ့ဖခင်ဖြစ်တယ်ယေရှုခရစ်မိတ်ဆွေနဲ့ကျွန်တော်ပြအလုံးလဝကတိုင်မှာဆက်ပြီးသွားပြီမိတ်ဆွေမယုံရင်ဆက်ပြီးပြီယုံရင်လည်းဆက်ပြီးပြီအော်ယေရှုခရစ်တော်ငါအပြစ်တွေဆက်ပြီးပြီလို့သင်ယုံရင်တမလွန်မှာငရဲသွားစရာမလိုတော့ဘူးအဲ့ဒါပါလေဖခင်ကောင်းမှုပါယုံကြည်သူဆိုတာဖခင်သခင်ရဲ့ကောင်းမှုကိုယုံကြည်လက်ခံတဲ့သူကိုယုံကြည်သူလို့ခေါ်ပါတယ်အဲ့ဒီယေရှုဟာခရစ်ယာန်ကိုပဲကယ်တာမဟုတ်ဘူးဘာလူမျိုးမဆိုဘယ်ဘာသာမဆိုလူတိုင်းရဲ့အပြစ်ကြွေးကိုကားတိုင်းမှာဆက်ပြီးပြီလူတိုင်းကိုကယ်တာဖြစ်တယ်လက်ခံတဲ့သူတိုင်းအပင်ငရဲကလွတ်ပါတယ်
အော်ယေရှုခရစ်တော်ဘုရားငါအပြစ်ကိုဆက်ပြီးပြီးတော့သင်ယုံရင်သင်လည်းလွတ်တယ်ဘာကြောင့်လဲကိုကောင်းလို့မဟုတ်ဘူးဖျားကောင်းလို့လွယ်လွယ်လေးပါလက်ဖက်ရည်သွားတောက်တယ်လက်ဖက်ရည်ဘိုးကိုဒီဘက်ကတယောက်ကရှင်းပေးလိုက်ပြီဆိုရင်ကျွန်တော်ရှင်းစရာမလိုတော့ပါဘူးဘာလို့လဲသူရှင်းပေးလိုက်လို့ပဲလေကျွန်တော်တို့အပြစ်ရှိတယ်ယေရှုကကားလိုက်မှာဆက်ပြီးပြီဆိုရင်ကျွန်တော်တို့ထပ်ပြီးခံစရာမလိုတော့ဘူးဘာကြောင့်လဲသူခံပေးပြီးသွားလို့ပဲမဟုတ်လားဒါကြောင့်ဒီမှာရှိတဲ့မိဘညီကိုမောင်နှမများဖယားเจ้าကကယ်တာမဟုတ်ပါဘူးဖယားကကယ်တာပါအလူငွေเจ้าမဟုတ်ပါဘူးယေရှုเจ้าပါအဲ့ဒီယေရှုကျွန်တော်တို့ကိုချစ်တယ်ကဲမှာမဟုတ်ဘူးကဲတင်ပြီးသွားပြီလူမျိုးမခွဲဘူးဘာသာမခွဲဘူးအဆင့်တန်းမခွဲဘူးအားလုံးကိုကဲတယ်ဒီကနေ့လူတွေကခွဲလားခွဲတယ်လူမျိုးလဲခွဲတယ်ဘာသာလဲခွဲတယ်အဆင့်တန်းလဲခွဲတယ်ဂိုင်းလဲခွဲတယ်ဒါတင်အားမရဘူးတင်းငိုင်းကုန်းပါခွဲထားတယ်ခွဲတဲ့နေရာမှာလူကတော့ခွဲသလားမမေးနဲ့ခွဲချတယ်ခွဲချတယ်ဖယားကမခွဲဘူးအားလုံးကိုချစ်လို့လာခဲ့ပြီးပြီလက်ခံတဲ့သူတိုင်းအပင်ငရဲကလွတ်တယ်အဲ့ဒီယေရှုကိုမယုံရင်လည်းကိစ္စမရှိပါဘူးအဲ့ဒီယေရှုသင်အနာမှာရှိတယ်ပြဿနာရှိရင်သူ့ကိုခေါ်ကြည့်ပါအဲ့ဒီယေရှုကယ်တယ်မကယ်ဘူးအဖြစ်ထွက်လိုက်မယ်ကျွန်တော်အရင်ကမယုံဘူးကျွန်တော်လည်းဒုက္ခရောက်တဲ့အခါမှာစမ်းကြည့်တယ်ယေရှုခရစ်တော်ဖခင်ပြဿနာရှိတယ်ကျွန်တော်တော့မယုံဘူးနော်ကျွန်တော်ပြောတယ်ကျွန်တော်မယုံဘူးကျွန်တော်ကဗုဒ္ဓဘာသာပဲဒါပေမဲ့ပြဿနာရှိတယ်ကျွန်တော်ကိုကယ်ပါနောက်ကျတော့ပြေလေသွားတယ်အော်တယ်ဘလို့ဖခင်လဲဒီလိုနဲ့3ခါလောက်ရှိပြီစမ်းတာအဲ့ဒီကျမှအော်ဒီယေရှုကကယ်ပါလားအဲ့ဒီမှာယေရှုကိုယုံကြည်သွားတာဖြစ်တယ်ဒီနေ့မိတ်ဆွေရဲ့အသက်တာထဲမှာလဲသင်အနာမှာဖခင်ရှိတယ်နော်ဖိလိပ္ပိ4:5မှာပြောတယ်တခင်ဖခင်သည်သင်တို့အနီးအပါး၌ရှိတော်မူ၏ခရိယန်တွေကိုလည်းပြောခြင်းတယ်အဖေအမေခရိယန်မို့လို့ကြိတ်မိတ်ပြီးကီးသွင်းပြီးမယုံနဲ့နော်စမ်းကြည့်အောင်ခရိယန်တွေကလည်းကီးသွင်းပြီးယုံတဲ့အထက်ပါတယ်နှစ်ခါသုံးခါမေးကြည့်သူယုံတာတော့သူပြန်ပြီးတော့မယုံနိုင်တော့မင်းခရိယန်လားခရိယန်ယုံလားယေရှုကိုယုံတယ်သေကြလားသေကြတယ်ရှိလို့လားမပြောတတ်ဘူးအဲ့ဒါခရိယန်ပဲအဖေမေရယုံထားတော့ကိုလည်းဇွတ်ကြိတ်မိတ်ပြီးယုံတာဘာမှအဖြေမရှိဘူးဆိုတော့ဒီမှာရှိတဲ့မိဘညီကိုမောင်နှမများကိုယ်တိုင်စမ်းကြည့်ပါယေရှုဟာဒီဘဝရဲ့ပြဿနာအတွက်သင်ဆုတောင်းကြည့်အဖြေရမယ်နောင်ဘဝအတွက်တော့ဖြေရှင်းပြီးပြီလဝကတိုင်မှာငရဲသွားစရာမလိုတော့ဘူးလက်ခံတဲ့သူတိုင်းဒုက္ခချမ်းသာဘုံဆိုတဲ့ပရိသေဘုံကိုဝင်စားရမှာဖြစ်ပါတယ်နောက်တစ်ခုကအဲ့ဒီယေရှုကိုယုံကြည်ပြီးနောက်အဲ့ဒီယေရှုဟာကျွန်တော်တို့ဘဝအတွက်အင်မတန်ကောင်းတဲ့ကြံစီရှိတယ်ကျွန်တော်တို့ကိုဒုက္ခရောက်ဖို့ဘယ်တော့မှမကြံစီဘူးကောင်းဖို့ပဲကြံစီတာတခါလေဘဝမှာအစင်မပြေတာတွေဖြစ်လာရင်မိတ်ဆွေဖယားသခင်ကိုဆုတောင်းပါကိုယ့်ဘဝကိုဖယားသခင်လက်ထက်အနံ့ပါဖယားအသင်ကိုမကောင်းတာဘယ်တော့မှမလုပ်ဘူးတခါတလေဖယားသခင်ဘာလုပ်တာလဲလို့စဉ်းစားရင်စဉ်းစားမယ်ဒါပေမဲ့ဖယားလုပ်တာကိုခါလေရဖြတ်မကြည့်နဲ့အတိတ်ဘယ်ကအဆုံးထိစောင့်ပါဖယားသခင်မကောင်းတာဘယ်တော့မှမလုပ်ဘူးဘယ်တော့မှမကောင်းတာမလုပ်ဘူးဖယားကအံ့ဩဖွယ်လုပ်တယ်ကျေးဇူးပြုတဲ့ဖယားဖြစ်တယ်ဇက်လန်းမသိမ့်ခင်မဆုံးဖြတ်နဲ့မဆုံးဖြတ်နဲ့ဟိုတုန်းက TV တွေဗီဒီယိုတွေမပေါ်ခင်မှာလမ်းဘေးမှာပိတ်ကားထောင်ပြီးတော့မှကျွန်တော်တို့ရုပ်ရှင်ပြတဲ့ခေတ်ရှိသေးတယ်အဲ့ဒီခါကျတော့ရုပ်ရှင်မင်းသားကိုလူဆိုးတွေဝိုင်းထိုးရင်လမ်းဘေးမှာပြတဲ့အခါကျတော့ခဏလေးချက်ချင်းပြန်ပိတ်ရတယ်မီးစက်ကိုပိတ်ပြီးစပီကာနဲ့ရုပ်ရှင်ပြတဲ့လူကပြန်ဟောတယ်ရုပ်ရှင်ကြည့်တဲ့ပရိသတ်တို့မင်းသားကအခုခံနေရတယ်ခမည်းတော်စိတ်တက်မကြပါနဲ့ကြောက်ခဲလေးတွေပြန်ချထားပါဒါမင်းသားခံရရင်ရွာသားကကြောက်ခဲနဲ့ပိတ်ကားပေါက်တော့တာဒီလူဆိုးကဒီလောက်ရက်ဆက်ရမလားဆိုပြီးတော့လေအဲ့တော့ခဲကင်နာနဲ့ရုပ်ရှင်ပြတဲ့လူကခဏရက်ကြတယ်မဟုတ်သူပိတ်ကားကွဲသွားမှာခမည်းတော်ခဲလေးတွေချထားပါခဏနေမင်းသားပြန်နိုင်ပါမယ်ဗျာပြန်နိုင်ပါမယ်ခဲချမှတစ်ခါပြန်ပြတာတဝက်တစ်ပြက်နဲ့ဆိုရင်ပိတ်ကားကွဲတတ်တယ်ခမည်းဘွားရဲ့ဒုက္ခအတွက်ဖယားသခင်ဟာတဝက်တစ်ပြက်အလုပ်လုပ်တဲ့ဖယားမဟုတ်ဘူးနော်တဝက်တစ်ပြက်မှာဖယားသခင်မကောင်းဘူးလို့မပြောနဲ့ဇက်လန်းကိုစုံတဲ့အထိကြည့်နောက်ဆုံးဖယားသခင်ကယ်တာကိုနားလည်ရလိမ့်မယ်ယောသက်ဆိုတဲ့လူတစ်ယောက်သူနေတဲ့အိမ်ကနေပြီးတော့မှလိုရင်းတိုရှင်းပြောရင်မိဘနဲ့ဝေးပြီးတော့နောက်ဆုံးထောင်ကျသွားတယ်အဲ့ဒီထောင်ကျတဲ့ဘဝကနေဖယားသခင်ပြန်ကယ်ပြီးမှ
ဘယင်းဆိုတာဖြစ်လာတယ်ယောသက်ဘယင်းမဖြစ်ခင်ထောင်ကြသေးတယ်ဒုက္ခရောက်သေးတယ်ဒုက္ခရောက်တဲ့အခါမှာဟာယောသက်ဖယားကိုယုံနေဘာလို့ဒုက္ခရောက်တာလဲဖယားသခင်မကြည့်ဘူးလားဖယားတော်တော်ရက်ဆက်တယ်အော်တော်တော်ပဲဒုက္ခပေးတာပဲဒီဖယားကိုယောသက်ယုံတာပဲဘာဖြစ်လို့ထောင်ကြရတာတော့ဒေါသမထွက်နဲ့အချိန်တန်တဲ့အခါမှာထောင်ထဲကထွက်ပြီးဘယင်းဖြစ်သွားတယ်လေဘာကြောင့်လဲဖယားဟာအကြံစီကောင်းကောင်းရှိတယ်ဟာလေလုယာကျွန်တော်တို့အပေါ်မှာဖယားသခင်အကြံစီကောင်းတယ်နော်ဘယ်တော့မှတဝက်တစ်ပြက်နဲ့ဖယားသခင်ကိုအပြစ်တင်ဖို့မစင်စားနဲ့ကျွန်တော်ဘဝမှာတဝက်တစ်ပြက်နဲ့ဒုက္ခရောက်ဖူးတယ်အဲ့ဒါလေးပြောပြီးဆုံးသက်ဖယားဘယ်တော့မှမကောင်းတာမလုပ်ဘူးဒါပေမဲ့တဝက်တစ်ပြက်နဲ့ကြည့်ရင်ကျွန်တော်တော်တော်ဒုက္ခရောက်သွားဘူးတယ်ခရစ်တော်ကိုယုံကြည်ပြီးတော့အဲ့လိုပဲယေရှုကြောင့်လိုက်ပြောဝေစာတထုပ်ယူယထာပေါ်မှာလိုက်ပေးကားဂိတ်မှာပေးတင်မောစိတ်မှာပေးရွာတွေသွားပေးတိတ်မပြောတတ်ဘူးပေးပဲပေးတယ်မင်းရင်နည်းနည်းပါးပါးဖြေတယ်ဆူတောင်းရတယ်ငါမဖြေနိုင်တာမေးလိုက်ရင်ဒုက္ခနော်အဲ့ဒါတစ်ခေါက်လဲအဲ့ဒီလိုပဲဘာမှမမေးတဲ့အဖွားကြီးကိုသွားဟောတာခွန်အားကိုရလို့ तू ကဘာမှမမေးဘူးခေါင်းပဲညှိတ်တယ်အဲ့နေ့ကတော့အပျော်ဆုံးပဲမေကွန်သိမ့်မင်းစိတ်ညစ်တယ်ကိုကမသိပါဘူးဆိုကမှ तू ကလည်းအရေးတဲ့ခြာလပတ်ပတ်မေးနေတာအဖွားကြီးသွားဟောတာယေရှုကအဖွားကိုချစ်တယ်ယေရှုကကယ်ပြီးပြီယုံရင်ငရေမသွားဘူးဆိုအဖွားကြီးကခေါင်းညှိတ်တယ်ခေါင်းညှိတ်တော့ဝမ်းသာတာပေါ့နော်ဩယုံသွားပြီနောက်မှခွန်အားရပါတယ်ဆိုသူ့သမီးကထွက်လာတယ်ဆရာတဲ့အဖွားနားလေးနေတာပြီးပါလေရောနားလေးတဲ့လူသွားဟောမိတာသူ့သမီးကလည်းထွက်မပြောရင်ပြီးရောကိုယ့်အကိုပြောနေတာသမီးထွက်ပြောမှအဖွားနားလေးတာနဲ့တိုးနေတာဒီလိုနဲ့ကျွန်တော်မန္တလေးကနေရန်ကုန်သွားတယ်ရန်ကုန်သွားတော့ကျွန်တော်ယထာလက်မှတ်ကိုဘယ်တော့မှဆိုယထာလက်မှတ်ဝယ်ကြည့်ယောက်ျားတစ်ယောက်ရဲ့ဘေးမှာအမြဲဖြတ်တယ်နှစ်ခုံစလုံးလွတ်ရင်မစီဘူးယောက်ျားတစ်ယောက်ရဲ့ခုံဘေးမှာပဲဖြတ်တယ်ကျွန်တော်ကဒါမှကျွန်တော်ကောင်းကောင်းအိတ်တာကျွန်တော်အိတ်တာယထာစီကောင်းကောင်းအိတ်တယ်ဟောလဲဆိုတိတ်မအိတ်ရဘူးယထာမှာဆိုအိတ်တော့တာပဲတခြားနေရာရောက်တိတ်မအိတ်ရဘူးလေယုံကြည်သူတွေကလည်းအိတ်ခိုင်းတယ်ဆရာအိတ်နော်ဆိုအခန်းထဲမှာလေပဲဖုတ်တော့တာအာလူလာပေးဟိုတောင်ပြောမြောက်ပြောဆရာအိတ်နော်ဆို तू ပြောပြီးညနှစ်ချက်တော့သိကြတယ်သူတို့အိတ်နော်ဆိုမထွက်ခင်2နာရီတော့သိကြပြီတရားဟောဆရာများလည်းဏီကုန်းချုပ်တော့မယ်ဆိုနိုင်ဝက်ကြတယ်ယုံကြည်သူကောင်းကောင်းသိတယ်အဲ့တော့ကျွန်တော်လက်မဖြတ်လိုက်တဲ့ယောက်ျားတစ်ယောက်ရဲ့ဘေးမှာအဲ့ဒီခုံပေးပါဆိုယူလိုက်ယထာပေါ်လေရောက်တော့မန္တလေးပူတာမှာချိလိုက်တော့မိမဖြစ်ဟိုင်လက်မကြည့်တော့ငါလက်မခမရလက်မမာလာကြည့်တော့သူ့လက်မလည်းသူ့ခုံခမရခုံထပ်မယ်ထင်တယ်တခြားတစ်ယောက်ခုံမဟုတ်ဘူးတဲ့ကျမခုံနဲ့ကျမခုံကျွန်တော်ဘလို့ငါမှားသလားငါလည်းမမှားဘူးငါတေချာကြည့်ခဲ့တယ်လက်မှတ်အယောင်ဌာနမှာယောက်ျားအဲ့ဒါဘယ်နဲ့ဒီမိမနဲ့ငါလာကြနေလေတေချာပြီးတညလုံးအိတ်လို့မရတော့ဘာသူအာနာတယ်လေအာနာတာနဲ့အရေးပြတ်တော့မယ်ဒါနဲ့ပဲကဲကောင်းပြီဒီလိုပဲနေသွားရင်နဲ့တာစီပူတာလောက်ရောက်တော့မုတ်ဝယ်လိုက်မုတ်ဝယ်ပြီးရေဘူးနဲ့ပေါင်မုံနဲ့စားကန်ကြီးကျေးဇူးတော်ချီးမွမ်းပြီးစားလိုက်ကျွန်တော်မရှက်ဘူးကျွန်တော်ကျေးဇူးတော်ချီးမွမ်းတာတော့လုံးဝမရှက်ဘူးဗုဒ္ဓဘာသာပတ်လည်ဝိုင်းပြီးချီးမွမ်းတယ်ကျွန်တော်အသေးချာချီးမွမ်းပြီးမှစားတယ်ခရိယံများရှက်တယ်နော်မလေးတခြားဘာသာတွေကြားထဲမှာလက်ဖိတ်ဆိုင်ရောက်သူတို့ချီးမွမ်းတဲ့ပုံတရံရှိတယ်ဒါမျိုးလေးပြီးသွားပြီဘာလို့မှမသိဘူးအိမ်မှာမျက်နှာတစ်မလာတဲ့ပုံသူများကြည့်နေတာမျိုးပဲအဲ့ဒါသူ့ရဲ့အာမင်ပဲမတော်တဆတိုက်ဆိုင်ခွင့်လို့ကျွန်တော်ချီးမွမ်းပြီးမှကျွန်တော်စားဒါနဲ့ तू ကသိသွား you are Christian လားဟုတ်တယ် Christian တို့က Christian ဆိုသိစိတ်ဝင်စားတာဟာအတန်းယောက်ျားတိုင်သွားပြီဖယားသခင်ဆုံးမပြီထင်တယ်ငါဘဝတော့ဒီနေ့တော့သွားပြီသူ့ယောက်ျားတိုင်နဲ့ယထာပေါ်မှာပါတဲ့လူအားလုံးလှည့်ကြည့်တယ်အတိတ်ဗျာသူနဲ့ကိုနဲ့ပဲအရန်ခင်တယ်လို့ဟာဖယားသခင်ကျွန်တော်သေချာကြည့်ပြီးဝယ်တာကျွန်တော်မမားဘူးကိုတော့မားပြီနေမှာကျွန်တော်မမားဘူးအဲ့ဒါနဲ့ကွက်ကိုစားမင်းတို့ဖယားရဲ့ရွေချက်ကဘာလဲလူတိုင်းကတည်းကညာဘူးအတိတ်ဗျာတို့ကငရဲတော့မှလားတလို့သိရင်လည်းမစိုးပါဘူးပြောရင်နဲ့မေးလာတဲ့အများကြီးစံတိုး
လုံးဝမပြောချင်ငရဲသွားပါစေမတနာဘူးဟိုမရောက်ဒီမရောက်ကတော့သွားပါစေဖယားကတော့သူ့လည်းချစ်တယ်စံတိုးတော့ sorry ပဲဖယားသူ့လည်းဟောစေခြင်းနဲ့စံတိုးတော့မဟုတ်ဘူးဒါနဲ့ရှင်းရှင်းပဲပြောလိုက်တယ်ရော့ဝိစာအဲ့ဒါဖတ်အကုန်ပါတယ်မသိရင်အမှကြည့်ဒါပဲသူကြည့်လူနှစ်ယောက်ရှိတယ်ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်မအသီးလေးတစ်လုံးသွားစားတယ်အပြစ်သားဖြစ်တယ်သူကြည့်ကြည့်နဲ့သူမေးပြန်ရောအကုန်ပါတယ်အမှဖတ်သူပြောရင်ယထာတို့ရလူအားလုံးလဲကြည့်တယ်ကျွန်တော်နဲ့ပဲသိုးရုံနဲ့ခင်ထားသလိုဘာလို့ပတ်သက်ရပတ်သက်ကြောင်းလို့နဲ့ဟာဒုက္ခရောက်ကျွန်တော်လည်းတော်တော်ဆင်းရဲတဲ့အချိန်ဆိုယထာဘုရားဆင်းပြီးနောက်ကားပြောင်းစီးမယ်ဆိုလည်းမဖြစ်နိုင်ဘူးလေတော်တော်ဆင်းရဲတာယထာလက်မှတ်တောင်မှတန်းစီပြီးဝယ်ထားတာဘုရားသခင်ဘာလုပ်တာလဲတော်တော်စိတ်ညစ်တယ်အဲ့ဒါနဲ့ပြန်မေးပြန်ရောယူရိုဘုရားလေဆင်းရဲတာမဖျောက်များဆင်းရဲတယ်လေပါလေဘာဆင်းရဲလဲယူရိုဘုရားလေယောက်ျားတစ်ယောက်မိန်းမတစ်ယောက်နှစ်ယောက်ပဲဖန်ဆင်းနေတယ်ပို့ပို့တတ်ဖန်ဆင်းလို့မရဘူးလားနှစ်ယောက်တည်းဖန်ဆင်းတာတော့ဒီနေ့လောကကြီးမှာတလောက်များတာဒီတက်များပိုဖန်ဆင်းလို့ရတော့ယထာလက်မှတ်ကိုခေါင်းမိုးပေါ်စီရမှာငါတို့နှစ်ယောက်တည်းဖန်ဆင်းတာတော့လက်မှတ်ကမနေတန်းစီရတာအော်အဲ့လိုတော့လေဟုတ်သားပဲပြောရင်းဆိုရင်နဲ့အော်ယူရိုဘုရားလေယောက်ျားမိန်းမအသီးစားတော့အပြစ်ဖြစ်ကျွန်တော်မဖြေခြင်းဒါနဲ့ကျွန်တော်ပြောလိုက်မဖြေခြင်းတော့ပြက်ပြောလိုက်တယ်ငါတို့ဘုရားဖန်ဆင်းတာပြက်တယ်ယောက်ျားဆိုယောက်ျားမိန်းမဆိုမိန်းမကြက်ဆိုရင်ကြက်ဘဲဆိုရင်ဘဲပြတ်တယ်ဖန်ဆင်းတာခမရကြက်လားဘဲလားသူတခါတဲ့ငိုင်ကြတော့စံတိုးလည်းအရန်ပျော်သွားဟာပြီးတော့ခဏနေတော့အတန်ပြန်ထွက်လာတယ်မေးဦးမယ်ယူရိုဖယားကြက်ဘဲဖန်ဆင်းတာမဟုတ်ပါဘူးကြက်လိုဘဲလိုမန္တလီလည်းဖန်ဆင်းပါတယ်တို့ကမန္တလီပါဟာဖယားသခင်မန္တလီဖန်ဆင်းတယ်ဖယားမို့လို့စံတိုးဆိုမန္တလီမျိုးဖြုတ်ပစ်ပြီဒါမျိုးလူတွေကမန္တလီကိုအခွင့်အရေးယူစိတ်ညစ်တယ်ဖယားသခင်ဘာလုပ်တာလဲဒါမျိုးနဲ့ကျွန်တော်ရန်ကုန်ထိဘယ်လိုသွားမလဲစိတ်ညစ်ပြီခါလေရပြက်ဖြတ်ကြည့်လိုက်တော့ဖယားသခင်ငါ့ကိုဆုံးမပြီဖယားသခင်ရဲ့ကောင်းသောကြံစီကဘာလဲဒါလားနားမလဲဘူးဖယားသခင်ဘာလုပ်တာတော့နားမလဲနိုင်ဘူးဒီလိုနဲ့ရန်ကုန်ရောက်တော့ဘာမှတဲမလဲကျွန်တော်ဆရာကြီးရှိတယ်တို့စီမှာလိုက်တဲလို့ရတော်ပြီအထုပ်ဆွဲပြီးတော့ခါတဲ့တုတ်ချီတယ်လွတ်ရင်ပြီးရောဆိုတော့အဲ့ဒီကနေလွတ်ဖို့အရေးကြီးတယ်ငရဲကကယ်တာတော့ယေရှုသူ့လက်ကကယ်ဖို့တော့တုတ်ချီတယ်မှဖြစ်မြန်ပြေးတော့ဟိုးလက်မသိမ်းတဲ့အပေါက်ရောက်လက်မပေးရမယ်လေလက်မပေးရင်မရဘူးနဲ့လက်မရှာလက်မကရှာမတွေ့ဘယ်မှာထဲမိမှန်းမသိဘူးဒီမန္တလီနဲ့ဘယ်မှာထဲလဲလက်မရှာမတွေ့ဒုက္ခရောက်လက်မမအပ်ရင်အချုပ်ထဲမှာနေရမှာချုပ်ထဲနေရမှာမရဘူးပတ်စံဆောင်ရမယ်လေမန္တလေးရန်ကုန်ယထာလက်မရဲ့3ဆဆောင်ရမယ်3ဆမပြောနဲ့1ဆတော့မရှိဘူးပတ်စံကုန်ပြီမရှိဘူးတော်တော်ခက်ခဲတဲ့အချိန်စပတ်စံမရှိချုပ်ထဲနေရမှာဘယ်နဲ့လုံးမလဲဟာဘုရားသခင်အချုပ်ထဲတခါမနေဘူးလက်မစစ်ကိုကြည့်လိုက်ရင်3ထပ်ဖြစ်နေတယ်မျက်စိပြာနေပြီချုပ်ထဲသွားတော့မှရှာတဲ့ညီလေးဖြည်းရှာတဲ့အထုပ်ချဖြည်းရှာတဲ့အထုပ်ချရှာမတွေ့ရှာရင်အခုနမန္တလီပြန်ရောက်တာဘာဖြစ်တာလဲတဲ့ဘာဖြစ်လို့လဲတဲ့ဘာကူညီရမလဲတော်ဒီမှာလက်မပြောင်းနေလို့ဟာမလို့ဘူးတဲ့ဒိုးနဲ့တူလာတာတဲ့လက်မစစ်ကိုသူကပြောဒါဒိုးနဲ့တူလာတာရှင်တို့လက်မစစ်ကောင်အပေါ်မှာစစ်ပြီးသွားပြီနော်တူလာတာခိုးစီးလို့မရဘူးရှင်တို့ရတာဘလို့ခိုးစီးမလဲပြောပြီးတော့မှလိုပါဘူးတဲ့ဒိုးနဲ့တူရော့တာဒိုးလက်မကျွန်တော်အထုပ်ဆွဲပြီးတော့ထွက်သွားရောဟာဒါနဲ့ပဲကဲအထုပ်ပါသွားပြီလက်မစစ်ပြီးတော့ခမည်းတာဝေဒီမှာကျွန်တော်အထုပ်ပါလိုက်ကြီးလေးလိုက်ငါလည်းမလွယ်ဘူးတဲ့လိုက်အဲ့ဒါနဲ့ပြန်ရောက်သွားရောအပြေရောက်မှအထုပ်ယူတော့လက်မပေးစရာမလိုတော့ဘူးအဲ့ကြမှာအထုပ်ယူပြီးကိုယ့်အကူမြန်လစ်တော့တာအဲ့ကြမှာသဘောပေါက်တယ်တော်သေးတာဗောယထာပေါ်မှာမန္တလီနဲ့တိုးလို့
လူကောင်းဆိုအဲ့ဒီလက်မစစ်ရှေ့မှာအထုပ်ကိုဆွဲရဲမလားဘယ်ဆွဲရဲမလဲလူကောင်းဆွဲရင်လေလက်မစစ်ကလက်ခံမလားဟိုမရောက်ဒီမရောက်နဲ့အဖတ်မလုပ်ချင်လို့လက်မစစ်ကမင်းလိုက်တော့လို့ပြောတာရိုးရိုးယောက်ျားနဲ့များတွဲစီမီလို့တော့အဲ့နေ့မနဲ့တော့အချုပ်ထဲနေရမှာလက်မပြောက်လို့ဒါကြောင့်ဘဝမှာကြုံလာတာအားလုံးအတိတ်ပဲရှိတယ်အကြောင်းမဲ့တစ်ခုမှရှိဘူးအားလုံးအတိတ်ပဲရှိတယ်ဒါကြောင့်ဒီနေ့ရောက်ရှိလာတဲ့မိဘညီကိုမောင်နှမများခမည်းတော်ကျွန်တော်တို့ရဲ့ဘဝမှာဘာတွေပဲကြုံဖယားသခင်ကအကြောင်းမဲ့ဘယ်တော့မှမလုပ်ဘူးအကြောင်းရှိတယ်အတိတ်မဲ့ပဲဖယားသခင်ဘယ်တော့မှမကြုံခိုင်းဘူးအကျိုးနဲ့ရှင်သောအရာကိုသွန်သင်တယ်ဟာလေလုယာကျွန်တော်တို့အကျိုးအတွက်ပဲဖယားသခင်အလုပ်လောက်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ရောက်ရှိလာတဲ့မိဘညီကိုမောင်နှမများကိုယ့်ဘဝမှာဘာပဲကြုံအော်ဖယားသခင်ငါတို့အကျိုးရုပ်အောင်ဘယ်တော့မှမလုပ်ဘူးဆိုတာကိုသဘောပေါက်ပြီးတော့ဖယားသခင်ကိုဘလို့အခြေအနေပဲရောက်ကျေးဇူးတော်ချီးမွမ်းတတ်ဖို့အင်မတန်အရေးကြီးတယ်ဆိုတဲ့အရာလေးကိုဝေငှပါတယ်အားလုံးကိုဖယားသခင်ကောင်းချီးပေးပါစေ